အားလုံးပဲမင်္ဂလာပါခင်ဗျကာမသောပနာစိတ်เนาะကောင်းတဲ့စိတ်ကာမဘုံတွေမှာကောင်းတဲ့စိတ်တွေရဲ့အမျိုးအစားက24မျိုးရှိတယ်ကာမဘုံမှာအများအပြားဖြစ်တတ်တဲ့ဒါတင့်တယ်တဲ့ကောင်းမွန်တဲ့စိတ်တွေပေါ့အဲ့ဒီမှာမှ24မျိုးမှာမှခွဲခြားတဲ့အခါကျတော့เนาะမဟာကုသိုလ်စိတ်10မျိုးမဟာဝိပဿစိတ်10မျိုးမဟာကရိယာစိတ်10မျိုးမဟာကုသိုလ်စိတ်10မျိုးကဘာတွေလဲဆိုရင်သူကဘာကိုဆိုလိုတာလဲဆိုရင်ရဟန္တာမဟုတ်တဲ့ပုဂ္ဂိုလ်တွေရဲ့ကုသိုလ်ပြုတဲ့စိတ်တွေဟာမဟာကုသိုလ်စိတ်10မျိုးမဟာဝိပဿစိတ်10မျိုးဆိုတာကရှေ့ကုသိုလ်ကံတွေရဲ့အကျိုးဖြစ်တဲ့စိတ်မဟာကရိယာစိတ်10မျိုးဆိုတာကရဟန္တာပုဂ္ဂိုလ်တွေကုသိုလ်ပြုတဲ့အခါမှာเนาะပြုတဲ့ဖြစ်တဲ့စိတ်ပေါ့ဒါကမဟာကရိယာစိတ်လို့ဖြစ်ခေါ်ပါတယ်ဒီစိတ်တွေဟာเนาะကာမကုသိုလ်စိတ်ကာမဝိပဿစိတ်ကာမကရိယာစိတ်လို့လည်းဒီစိတ်တွေကိုခေါ်တယ်မဟာကုသိုလ်စိတ်မဟာဝိပဿစိတ်မဟာကရိယာစိတ်ကိုကာမကုသိုလ်စိတ်ကာမဝိပဿစိတ်ကာမကရိယာစိတ်ဆိုပြီးတော့လည်းပဲတစ်မျိုးခေါ်ကြပါတယ်တဲ့တိခပုဂ္ဂိုလ်ဆိုတာကဘာတွေလဲဆိုရင်မတ်ဖို့တွေရရင်เนาะမညံပုံညံတွေရဖို့တဲ့စ조사အားထုတ်နေတဲ့ပုထုဇဉ်ပုဂ္ဂိုလ်တွေအထက်မှတ်เนาะအထက်ဖို့တွေရဖို့အတွက်ဆက်လက်အားထုတ်နေကြတဲ့သောတာပန်တက္ကရာကံအနာဂံယန္တာပုဂ္ဂိုလ်တွေဖြစ်ကြပါတယ်မဟာကုသိုလ်စိတ်10မျိုးကဘာလဲဆိုရင်သောမနတသာကုညာနာတံပြုတ်အသင်္ခါရိကစိတ်သောမနတသာကုညာနာတံပြုတ်သသင်္ခါရိကစိတ်သောမနတသာကုညာနာဝိပယုတ်အသင်္ခါရိကစိတ်သောမနတသာကုညာနာဝိပယုတ်သသင်္ခါရိကစိတ်ဥပေက္ခသာကုညာနာတံပြုတ်အသင်္ခါရိကစိတ်ဥပေက္ခသာကုညာနာတံပြုတ်သသင်္ခါရိကစိတ်ဥပေက္ခသာကုညာနာဝိပယုတ်အသင်္ခါရိကစိတ်ဥပေက္ခသာကုညာနာဝိပယုတ်သသင်္ခါရိကစိတ်တို့ဖြစ်ပါတယ်ဒါကဒီ10မျိုးဒီမဟာကုသိုလ်စိတ်10မျိုးဖြစ်တယ်တာမန်ဒီယန္တာမဟုတ်တဲ့ပုံကိုယ်တွေမှာကုသိုလ်ပြုတဲ့အခါမှာဖြစ်တဲ့စိတ်ပေါ့နော်မဟာကုသိုလ်စိတ်10မျိုးညာနာတမြုပ်ဆိုတာဘာလဲဆိုရင်ကံကံရဲ့အကျိုးတရားကိုသိပြီးတော့ဉာဏ်နဲ့ရှင်တဲ့စိတ်ညာနာဝိပယုတ်ဆိုတာကကံကံရဲ့အကျိုးတရားကိုနော်သိပြီးတော့သူကဉာဏ်နဲ့မရှင်တဲ့စိတ်ပေါ့ဒါနသီလဘာဝနာဆိုတဲ့အရာတွေဟာကုသိုလ်ကောင်းမှုတစ်ခုပြုလုပ်တဲ့အခါမှာပြုတိုင်းမှာမဟာကုသိုလ်စိတ်ဖြစ်တယ်ဝမ်းမြောက်ရှင်လန်းစွာကုသိုလ်ပြုမယ်ဆိုရင်သောမနတသာကိုစိတ်ဖြစ်မယ်ဝမ်းမြောက်ဝမ်းနည်းမှုမဖြစ်ဘဲနဲ့အလဲသဘောနဲ့ပြုမှုဆောင်ရွက်ကြမယ်ဆိုရင်တော့ဥပေက္ခသာကိုစိတ်ဖြစ်တယ်ကုသိုလ်ပြုရမှာဉာဏ်ပါမယ်ဉာဏ်ရှင်မယ်ဆိုရင်ဉာဏတံပြုတ်ဖြစ်ပြီးတော့ဉာဏ်မရှိဘူးဉာဏ်မပါဘူးဆိုရင်တော့ဉာဏဝိပယုတ်ဖြစ်ပါတယ်တိုက်တွန်းမှုမပါဘဲနဲ့မိမိလိုတွေကကုသိုလ်ပြုမယ်ဆိုရင်အသင်္ခါရိကမိမိကိုမိမိတိုက်တွန်းနှိုးဆော်ဒါမှမဟုတ်ရင်သူတစ်ပါးကတိုက်တွန်းမှုကြောင့်ဖြစ်မယ်ဆိုရင်ကုသိုလ်ပြုမယ်ဆိုရင်သသင်္ခါရိကကုသိုလ်စိတ်ဖြစ်တယ်အသင်္ခါရိကကုသိုလ်ကံဟာသသင်္ခါရိကကုသိုလ်ကံထက်ပိုပြီးတော့အကျိုးပေးထက်သန်တယ်နော်သူများတိုက်တွန်းမှုမပါဘဲနဲ့ကိုယ်တိုင်ပြုလုပ်တဲ့ဒီအသင်္ခါရိကကုသိုလ်ကံတွေဟာသူများတိုက်တွန်းမှုကြောင့်ဖြစ်ပေါ်လာတဲ့သသင်္ခါရိကကုသိုလ်ကံတွေထက်အကျိုးပေးတဲ့အခါမှာပိုပြီးတော့အချိုးပေးပါတယ်တဲ့မဟာကုသိုလ်စိတ်ပြီးတဲ့အခါမှာမဟာဝိပဿစိတ်10မျိုးမဟာဝိပဿစိတ်10မျိုးကလည်းဘာထူးခြားသွားလဲဆိုရင်သူကဒီစိတ်တွေဟာတဲ့ဒီစိတ်တွေရဲ့အမည်တွေကတော့မဟာဝိပဿစိတ်အပေါ်မှာပြောခဲ့တဲ့10ပါးရဲ့အမည်အတိုင်းပဲဖြစ်ပါတယ်တဲ့ခွဲခြားဖို့လိုအပ်တဲ့အခါမှာဘာလဲဆိုရင်သူကဘာလေးတွေပဲကွဲသွားလဲဆိုရင်သူကသောမနတသာဟကုညာနာတံပယုတ်အသင်္ခါရိကမဟာကုသိုလ်စိတ်ဆိုရင်သူကသောမနတသာဟကုညာနာတံပယုတ်အသင်္ခါရိကမဟာဝိပဿစိတ်လို့ပဲပြောင်းပြီးတော့ဆိုလိုက်အောင်ပဲအပေါ်မှာမဟာကုသိုလ်စိတ်လို့ဆိုခဲ့တဲ့10မျိုးကိုမဟာဝိပဿစိတ်လို့ပြောင်းဆိုလိုက်ရင်မဟာဝိပဿစိတ်10မျိုးဖြစ်ပါတယ်တဲ့မဟာဝိပဿစိတ်တွေကလည်းပဲရှေးဘဝတုန်းကကုသိုလ်ကောင်းမှုတွေကြောင့်လက်ရှိဘဝမှာအကျိုးခံစားရတဲ့စိတ်တွေဖြစ်ပါတယ်လူတွေနဲ့နတ်တွေဟာမဟာဝိပဿစိတ်တစ်ပါးပါးနဲ့ပရိသန်နေကြတယ်ကျွန်တော်တို့ဒီလူတို့နတ်တို့ဆိုတာကဒီမဟာဝိပဿစိတ်10မျိုးတွေကအမျိုးအစား10မျိုးတွေကတစ်မျိုးကြောင့်ပရိသန်နေကြရတာပါတဲ့ထိုမဟာဝိပဿစိတ်တွေကပဲတစ်သလုံးဒီဘဝင်စိတ်တွေနဲ့နော်ဆက်ပေးတဲ့စိတ်တွေဖြစ်ပြီးတော့ဆက်ကဖြစ်ပေါ်နေတဲ့နောက်ဆုံးမှာသေတဲ့အခါမှာဒီမဟာဝိပဿစိတ်နဲ့ပဲစိတ်ကပဲသုတိစိတ်အဖြစ်ဆောင်ရွက်သွားတာပါတဲ့ကျွန်တော်တို့ဒီဘဝတစ်ခုမှာဒီနော်အဆက်မပြတ်ဆောင်ရွက်ပေးတဲ့ဘဝကိုဆက်ပေးတဲ့စိတ်ကဒီဘဝင်စိတ်ပေါ့မဟာဝိပဿစိတ်တွေပေါ့နော်တစ်သလုံးဘဝင်စိတ်ဒီမဟာဝိပဿစိတ်တွေကနေပြီးတော့ဒီတစ်သလုံးဘဝင်စိတ်အဖြစ်ဒီဆက်ကဖြစ်ပေါ်တဲ့နောက်ဆုံးသေတဲ့အခါမှာလည်းပဲဒီမဟာဝိပဿစိတ်ကပဲသုတိစိတ်အဖြစ်နဲ့ဆောင်ရွက်ပေးပါတယ်မဟာဝိပဿစိတ်ကဝိသိစိတ်တွေအစဉ်ထဲမှာတရားယုံကိစ္စမှာပါဝင်အမှုထမ်းဒါကဟိုဝိသိတွေစိတ်အစဉ်တန်းတွေဒါလေ့လာတဲ့အခါကျမှဒီတရားယုံကိစ္စကိုလည်းပဲကျွန်တော်တို့သိကြရမှာပေါ့နော်လောလောဆယ်တော့ဒီဩဝါဒတစ်ခုအနေနဲ့ပဲကျွန်တော်တို့လေ့လာရမှာပဲညာနာတမယုတ်မဟာဝိပဿစိတ်တဘာဘာနဲ့ပြိတန်နေခဲ့တဲ့ပုဂ္ဂိုလ်တယောက်ဟာသူ့ရဲ့ဘဝင်စိတ်အစဉ်မှာနော်ညာနာတမယုတ်ဉာဏ်ရှင်နဲ့ဉာဏ်ရှင်ပြီးတော့ဆောင်ရွက်ခဲ့တဲ့ဒီဝိပဿစိတ်နော်မဟာဝိပဿစိတ်တစ်မျိုးနဲ့ပရိသန်နေ10မျိုးတွေကတစ်မျိုးနဲ့ပရိသန်နေခဲ့တဲ့ပုဂ္ဂိုလ်တယောက်ရဲ့ဘဝင်စိတ်အစဉ်မှာအာလောဘအာဒေါသအာမောဟဆိုတဲ့ဉာဏ်ပညာဆိုတဲ့ဟိတ်သုံးပါရှင်တယ်နော်လောဘဒေါသမောဟရဲ့ဆန့်ကျင်ဘက်နော်အာလောဘအာဒေါသအာမောဟဆိုတဲ့ကောင်းတဲ့စိတ်သုံးပါနဲ့သူကရှင်ပါတယ်တဲ့ရှင်းပြီးတော့အဲ့ဒီပုဂ္ဂိုလ်ရဲ့ဟိုဘယ်လိုပုဂ္ဂိုလ်လို့ခေါ်လဲဆိုရင်အာလောဘအာဒေါသအာမောဟဆိုတဲ့၃မျိုးပေါင်းစပ်ထားတဲ့အတွက်ကြောင့်သူ့ကိုတိဟိတ်ပုဂ္ဂိုလ်လို့ခေါ်တယ်
တိရိပုဂ္ဂိုလ်လို့ခေါ်ကြပါတယ်တဲ့ညာနာဝိပယုတ်မဟာဝိပဿစိတ်တစ်ပါးပါးနဲ့ပရိသန်နေနေခဲ့တဲ့သူကတော့ဘဝင်စိတ်အစဉ်မှာအာလောဘနဲ့အာထောဒဟုတဲ့ဒီဟိဏပါသာရှင်းပါတယ်တဲ့ညာနာဝိပယုတ်မဟာဝိပဿစိတ်တစ်ပါးပါးနဲ့ပရိသန်နေနေခဲ့တဲ့သူကဘဝင်စိတ်အစဉ်မှာတော့အာလောဘနဲ့အာထောဒဟုပြီးတော့တဲ့ဟိဏပါသာရှင်းပါတယ်ဒါကြောင့်ဒီပုဂ္ဂိုလ်တွေကိုဒွိဟပုဂ္ဂိုလ်တွေလို့ခေါ်ဆိုပါတယ်နောက်ဆုံးကဒီမာကရိယာစိတ်ရှင်မျိုးပေါ့နော်ဒီစိတ်တွေကတော့ဒီမာကုသိုလ်စိတ်အတိုင်းပဲသူကရေတွက်ရမယ်ရေတွက်ပြီးတော့မာကုသိုလ်စိတ်နေရာမှာမာကရိယာစိတ်မာကရိယာစိတ်မာကရိယာစိတ်လို့ရေတွက်သွားမယ်ဆိုရင်ရှင်မျိုးပြည့်သွားမယ်နော်မာဝိပဿစိတ်လည်းအဲ့လိုမျိုးမာကုသိုလ်စိတ်ကိုမှီပြီးတော့မာဝိပဿစိတ်မာဝိပဿစိတ်ဆိုပြီးတော့ရှင်မျိုးစီရေတွက်ထားပေါ့နော်ဒီမှာလည်းပဲအဲ့လိုပဲမာကရိယာစိတ်မှာလည်းပဲအဲ့လိုပဲရေတွက်သွားမယ်နော်ရေတွက်သွားပြီးတော့ရေတွက်သွားတဲ့အခါမှာရှင်မျိုးပြည့်သွားတာပေါ့ဒီစိတ်တွေကလည်းပဲမာကုသိုလ်စိတ်တွေအတိုင်းပဲအမိရကြပါတယ်ယန္နာတွေကကုသိုလ်ပြုတဲ့အခါမှာဒီမာကရိယာစိတ်ရှင်မျိုးနဲ့ပြုကြတယ်တဲ့ယန္နာရှင်သူမြတ်တွေဟာဘဝတပံထမှန်နေစရာအကြောင်းမရှိတော့တဲ့အတွက်ကြောင့်မလိုအပ်တော့တဲ့အတွက်ကြောင့်ကုသိုလ်ရဲ့အကျိုးကိုခံစားစရာအကြောင်းလည်းမရှိတော့ဘူးဒါကြောင့်အရှင်သူမြတ်တွေဟာကုသိုလ်ကောင်းမှုပြုတဲ့အခါမှာကုသိုလ်ကောင်းမှုပြုတယ်ဆိုတဲ့ပြုကမတ္တလေးဖြစ်ပြီးတော့သူကပြုထိုက်ရပြုခြင်းသာဖြစ်ပါတယ်တဲ့ဒါကမာကုသိုလ်စိတ်မာဝိပဿစိတ်မာကရိယာစိတ်ဆိုတဲ့သူကစိတ်တွေရဲ့အကြောင်းတွေဖြစ်ပါတယ်နော်ဒီမှာပြန်ပြီးတော့ရေတွက်ကြည့်တဲ့အခါမှာဒီကာမဘုံတွေမှာကောင်းတဲ့စိတ်တွေကဘယ်စိတ်တွေလဲဆိုရင်ဟိုအရေတွက်အပြင်ဆိုရင်မဟာကရိယာစိတ်ကာမဘုံသားတွေအတွက်ဆိုရင်ကောင်းတဲ့စိတ်တွေကမဟာကရိယာစိတ်10မျိုးမဟာဝိပဿစိတ်10မျိုးပြီးတဲ့အခါမှာမဟာကုသိုလ်စိတ်သူကမဟာကုသိုလ်စိတ်10မျိုးပေါ့နော်ဒီ10မျိုးဟာသူကမဟာကုသိုလ်စိတ်10မျိုးမဟာဝိပဿစိတ်10မျိုးမဟာကရိယာစိတ်10မျိုးပါဗာလဲဆိုရင်ကာမဘုံမှာတင့်တယ်တဲ့စိတ်ကောင်းတဲ့စိတ်24မျိုးပဲဖြစ်ပါတယ်တဲ့နော်83လီ24မျိုးပဲဖြစ်ပါတယ်ဒီ24မျိုးကဗာလဲဆိုရင်ကာမသောပနာစိတ်24မျိုးလို့သတ်မှတ်ပါတယ်တဲ့နော်အရေးတော်အပြင်ဆိုရင်ကာမသောပနာစိတ်ကာမအပုံမှာများသောအဖြစ်ဖြစ်တတ်တဲ့တင့်တယ်တဲ့စိတ်တွေရဲ့အကြောင်းပဲဖြစ်ပါတယ်နော်အားလုံးကိုကျေးဇူးတင်ပါတယ်